အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေမှာလိုအပ်နေတဲ့ငွေပမာဏချက်ပို့ပြီးတော့မှအစာပေါင်းများစွာရှိနေပြီအစာပေါင်းများစွာကိုလည်းကိုကလက်ခံရရှိနေပြီတစ်ချိန်တည်းမှာပဲဒီအရာတွေအားလုံးဟာတင်းနဲ့ထိုက်တန်ပါတယ်ဒါကြောင့်မို့လို့ကိုဘက်ကနေပြီးတော့မှအတွေးကောင်းတွေနဲ့ငါလိုချင်တဲ့ငွေပမာဏတွေထက်ပိုရှန်တဲ့ငွေပမာဏတွေရဖို့ရအတွက်ငါဟာထိုက်တန်တယ်အဲ့ဒီငွေပမာဏကိုလက်ခံရရှိဖို့ရအတွက်လည်းငါအစင်သင့်ဖြစ်နေပြီငါဟာဒီပတ်စံတွေနဲ့ထိုက်တန်တယ်ဒီပတ်စံတွေကိုငါဟာတည်တည်ချာချာစီမံခန့်ခွဲနိုင်တယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကို့မှာရှိနေတဲ့ပတ်စံတွေကိုကျေးဇူးတင်မယ်ကိုအတိတ်မှာပေါ့နော်အနာဂတ်ဆိုတာတဲ့ကိုရဲ့အတိတ်မှာကိုသုံးခဲ့တဲ့ပတ်စံတွေကိုကျေးဇူးတင်မယ်ကိုလိုချင်နေတဲ့ပတ်စံတွေရလာတဲ့အတွက်လဲကိုကမျှော်မှန်းပြီးတော့မှန်းဆပြီးတော့မှကျေးဇူးတင်နေမယ်အဲ့လိုမျိုးကျေးဇူးတင်တဲ့စိတ်ထားတွေနဲ့နေထိုင်လိုက်မယ်ဆိုလို့ရှိရင်ကိုရဲ့စိတ်ထဲမှာကိုရဲ့ဒီအုံနောက်ထဲမှာရောကိုရဲ့စိတ်ထဲမှာရောစိုးရင်ပူပန်နေတဲ့အတွေးတွေဟာပျောက်သွားပြီးတော့မှဒီကောင်းတဲ့အတွေးတွေနဲ့အစားထိုးလိုက်ခြင်းအပြင်ကိုရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲတွေကလည်းပျော်ရွှင်တဲ့ဆဲတွေပြီးရင်ငါဟာဒီအရာတွေနဲ့ထိုက်တန်တယ်ဆိုတဲ့ဆဲတွေအဖြစ်နဲ့ပြောင်းလဲသွားလိမ့်မယ်အဲ့လိုပြောင်းလဲသွားပြီဆိုကြတဲ့ကလူသစ်စိတ်သစ်အတွေးခေါ်သစ်တွေနဲ့လုံရက်အသစ်တွေကိုကစတင်ပြီးတော့မှလှုပ်ဆောင်နိုင်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်အခုပဲကောင်းမွန်တဲ့အတွေးတွေနဲ့ကိုယ်မှာရှိနေတဲ့ပတ်စံတွေကိုကျေးဇူးတင်ပြီးစိတ်ကူးလေးရှင်ပြီးတော့မှကိုလုပ်ရမယ့်အလုပ်တွေကိုဆက်ပြီးတော့မှလုပ်နေပါဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေဟာထိုက်တန်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် You can do it you are hero